ဒီရိုက်တိုင်းစစ်စင်ရေးထိုးဖောက်မှုပါပေါ့နော်တွေ့ရမြင်ရတဲ့အချက်လက်တွေနဲ့လက်ရှိစေဖော်ဆောင်မှု6လပြည့်အစီရင်ခံစာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနကနေပြီးတော့တေချာလေ့လာသုံးသပ်ပြီးတော့စာတမ်းတစ်ခုလုပ်ထားတာရှိတယ်ဒါပေမဲ့အခုလောလောဆယ်ပြောချင်တာကတော့ဒီဗီဒီယိုဖိုင်ကနေပြီးတော့ပဲစပြီးတော့ပြောလိုက်မယ်အဓိကအကြောင်းရင်းကတော့ဘာလဲဆိုလို့ရှိရင်ဒီတိုင်းကိုစေဖော်ဆောင်မှုဟာအခုဆိုလို့ရှိရင်ဟာလား6လရှိပြီလို့ပြောလို့ရမှာပေါ့နော်သူက6လရှိပြီအခုဆိုရင်28ရက်နေ့ဆိုတော့စပြီးတော့ AR တိုင်းဟာလားဟိုရဲ့နေမီအသွင်ပြင်လှုပ်ခတ်လာတာကတော့ဒီ2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာရခိုင်တပ်တော် AA ကသူတို့ရဲ့ခိုင်ပြည်နယ်ရဲ့အစွန်းဆုံးရခိုင်နယ်မြေပိုင်းနဲ့ဖြစ်တဲ့ကွာမျိုးကိုဝင်ရောက်ပြီးတော့သိမ်းပိုက်လိုက်တယ်အဲဒီသိမ်းပိုက်လိုက်ရနေပြီးတော့ရခိုင်တပ်တော်ရဲ့စစ်ကဘယ်ထိရောက်လာလဲဆိုတော့ဒီကွာမျိုးနဲ့အန်တောင်ကုန်းနဲ့တန်ထွဲကနေစုပ်လာတဲ့စစ်တပ်တွေအဲဒီစစ်တပ်တွေကဒီ AR တိုင်းဘက်ကိုသူရောက်လာတယ်စုပ်လာတယ်ကြာဆုံးမှုများစွာနဲ့စုပ်တယ်ဆုံးရှုံးမှုများစွာနဲ့စုပ်တယ်သုံးပိုင်းများစွာဖမ်းမိတယ်စစ်တပ် AR တွေပြုံးတည်တယ်တိုင်းတဲ့နှစ်ရင်ဆိုရင်ဒါအအောင်စစ်ကူသွားရင်လည်းဒီလမ်းမှာချေမုန်းခံရရတယ်အဲ့လိုကနေပြီးတော့သူကနေပြီးတော့ရခိုင်တပ်တော် AA ဒီဇင်ဘာလ29ရက်နေ့မှာကွာမျိုးအပြီးသိမ်းတယ်အဲ့လိုသိမ်းတဲ့အချိန်မှာလည်းဒီစကစတက်နေပြီးတော့ဒီကွာမျိုးကိုကြီးရည်လီနဲ့ဟလာသုံးကြောင်းနဲ့ကိုတိုက်ခိုက်တာခုခံခဲ့တာဖြစ်တယ်ရေတက်ကနေပြီးတော့ဒီပင်လယ်ဘက်ကနေပြီးတော့ပေါ်ပါတွေနဲ့ဖြစ်တဲ့ရေတက်တမောတွေနဲ့အတူဆုံးလို့ဖြစ်တဲ့အပေါ်ကနေပြီးတော့ပုံကျဲတယ်မြည်ပြီးတော့စစ်ကြောင်းတွေထိုးတယ်ဒါလည်းရခိုင်တက်တော်ကအင်အားအလုံးရှင်းနဲ့သူကနေပြီးတော့မြို့သိမ်းစီမံကိန်းမြို့သိမ်းဖြူဟာဖြစ်တဲ့အတွက်အင်အားအဒီကိုအတော်အသုံးပြုပြီးတော့ရခိုင်နယ်မြေကိုရအောင်သိခဲ့တယ်အဲ့လိုသိမ်းပိုက်တဲ့အတွက်ရခိုင်မြေကွာဒီတောင်ဘက်အစွန်ကကြာပါတယ်စစ်ကောင်စီဘက်ကနေပြီးတော့လဲလွတ်လိုက်ရတယ်အဲ့လိုလဲလွတ်ရတဲ့နောက်ပိုင်းမှာနော်ဒီစစ်တပ်တွေကရခိုင်ဘက်ကိုပြန်ဆုတ်လာအဲ့ပြန်ဆုတ်လာတဲ့စစ်တပ်တွေကိုရခိုင်တပ်တော် AA နဲ့နော်အဲ့ရခိုင်တပ်တော် AA ကဒီအန်ကိုစတိုက်တယ်ကဒီ ALD PDF တွေပါနေပြီအဲဒီတိုင်းအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့လွန်ခဲ့တဲ့အဲ့ဒီဒီဇင်ဘာမှာတိုင်းငယ်အနည်းဆုံး9လလောက်တည်းကနေပြီးတော့ဒီတိုင်းထိုးဖောက်မှုအတွက်ပြည်သူလွတ်မြောက်ရေးတပ်မတော်ပေါ့နော်ပြည်သူကာကွယ်ရေးတပ်မတော်PDF ဒီကနေပြီးတော့ဒီ MOD ရဲ့စီမံမှု UNG ရဲ့စီမံမှုနဲ့9လလောက်တည်းကနေပြီးတော့ဒီစစ် training နဲ့ရခိုင်နေမြေတွေမှာစတင်လေ့ကျင့်နေပြီနောက်ပြီးတော့ဒီတက်တွေကိုဒီတိုက်ပွဲတွေမှာတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်မှုတွေကိုလက်တွေ့လေ့ကျင့်ပေးနေပြီဒါကUNG ရဲ့ MOD လောက်ခံဗျူဟာ29မပေါ်ပေါက်ခင်စပြီးတော့ဒီဗျူဟာ29ပေါ်ပေါက်ဖို့ရဲ့အခြေခံပေါ့နော်အဲ့လိုအခြေခံနေနဲ့သူကရောစောအဲ့ဒီချင်းနဲ့တရားမကွေးနယ်စပ်မှာဒီထုံးလို့အင်အားအနည်းဆုံး900ကိုသူကစေးလေးကျင့်ပေးပြီးတော့အဲ့လိုပူးတွဲလေးကျင့်ရေးတွေလုပ်နေပြီနောက်အဲ့လက်တွေ့စစ်တိုက်တာတွေကိုစလုပ်နေပြီအဲ့လိုအနေပြီးတော့ကွာကြပါပြီဒါကြောင့်မလို့ရခိုင်နေကအတော်လေးကိုလွတ်မြောက်သွားပြီအဲ့ကနေပြီးတော့ပြန်ဆုတ်လာတဲ့အန်တောင်နဲ့ကျော်ကနေပြန်ဆုတ်လာတဲ့ရခိုင်မျိုးမှာ
အတိုင်းဟာလာဒီဘက်တာပေါင်းလေးပဲနောက်ကဒီရောက်ဒီ line ပေါ့ကိုင်းရတဲ့ line ပေါ့အဲ့ဒီပြန်ဆုတ်လာတဲ့စစ်တပ်တွေကိုဒီစုံစီတပ်တွေကိုလိုက်ပြီးတော့ဒါအေးနဲ့ခုနက AR တိုင်းသားတွေပါဝင်တဲ့ PDF တွေကလိုက်တိုက်တယ်လိုက်တော့ဘယ်နေရောက်လဲဘယ်နေရာရောက်လဲဆိုရင်ကွမ်းမြို့ရဲ့တောင်ဘက်ပေါ့ AR ပိုင်းနဲ့ထဲက -10 မှာရှိ-10 ကွာမှာရှိတဲ့မကြီးစိန်ရွာမှာဒါရဲစခန်းကိုဝင်ရောက်တိုက်ခိုက်တိမ်ပိုက်တဲ့အဲ့မကြီးစိန်ရွာကိုဝင်တိုက်ခိုက်တယ်နော်အဲ့မကြီးစိန်ရဲ့ဟိုဘက်တောင်ဘက်ကိုဆက်ဆင်းလို့ရှိရင်ဘောမီရှိတယ်ဘောမီကအဲ့မှာဆိုလို့ရှိရင်ဒါအမြောက်တက်တစ်ခုပြူအားတစ်ခုပေါ့အမြောက်တက်မဟုတ်သေးဘူးဒီဟလာဟိုစားအမြောက်တွေရှိတဲ့ပြူအားဘုံတစ်ခုကိုအေးရဝင်တိုက်တဲ့တိမ်ပိုက်တယ်အဲ့ဒီမှာလည်းရခိုင်တော်ကအလုံးရင်းနဲ့ဝင်တိုက်တယ်စစ်တပ်ဘက်ကလည်းအနည်းဆုံးရှစ်ထွက်ပေါ်နောက်ခံအောင်ကောစစ်ကြောင်းပေါ့ဒီရခိုင်တော်ပေါ့အဲ့ဒီနေရာလေးကိုကာကွယ်တဲ့အင်အားက400ကျော်လောက်နဲ့ကာကွယ်တယ်ဒါပေမဲ့လည်းရခိုင်တပ်တော်ဘက်ကလည်းအဲ့ထက်မနည်းတဲ့အင်အားနဲ့ဒီဒေသကိုထိုးဖောက်တယ်အဲ့လိုထိုးဖောက်တဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ဘောမီရဲ့အဲ့ဒီကင်းစကန်ပြူဟာကုန်းတို့ကြပါတယ်အဲ့မှာတော့လူပေါင်းစာရဲ့ဟလာစစ်အင်အားလူပေါင်းရာချီပြီးကြတယ်လို့ပြောပေမဲ့ဒီဒေသကနေပြီးလွှင့်ထုတ်တဲ့ရခိုင်အေးကနေပြီးလွှင့်ထုတ်တဲ့ဗီဒီယိုပိုင်းတစ်ခုမှာတော့ဘုံမီအဲ့ဒီပြူဟာကုန်းကြတဲ့အခါမှာဟိုစားအမြောက်ကြီးတွေလက်နက်တွေကြီးစံတွေအမြောက်ဆန်တွေအပြင်ကိုတောင်မြေမှာလဲလောင်းပြီးတော့ကြာဆုံးသွားတဲ့စစ်တီတွေတော့တည်သွားတဲ့စစ်တီ16လောင်းတွေ့ရတယ်အဲ့ဒါကတော့ဘောမီဒေတာကိုရခိုင်ရဝင်ရောက်ထိုးစစ်ဆင်ခဲ့တဲ့အပိုင်းတစ်ခုပေါ့